ပရီးမီးယားလိရဲ့အရေးပါတဲ့ပွဲကြီးပွဲကောင်းတစ်ပွဲကိုကြည့်ရှုရတော့မယ်အချိန်မကြာခင်ရောက်လာတော့မှာပဲဖြစ်ပါတယ်ဟုတ်ပဲမင်္ဂလာပါခင်ဗျာ MC Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ထို့ပွဲကတော့ Old Trafford ကွင်းကြီးထဲမှာရှင်ပြန်ကစားကြမယ် United နဲ့ Spurs ရဲ့ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲကြီးတစ်ပွဲကောင်းတစ်ပွဲပဲဖြစ်ပါတယ်စနေနေ့ညမြန်မာစံတော်ချိန်ည9:00နာရီအချိန်မှာတော့ Manchester United နဲ့ Tottenham Hotspur အသင်းတို့ကတော့ United အိမ်ကွင်း Old Trafford မှာရှင်ပြန်ကစားကြတော့မှာပဲဖြစ်ပါတယ်။ United နဲ့ Spurs ရဲ့နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုတွေကိုပြန်ကြည့်တဲ့အခါ United က Spurs ကိုနောက်ဆုံး10ပွဲဆက်အနိုင်မရရှိထားပါဘူး။ United တို့နောက်ဆုံးနိုင်ခဲ့တဲ့အချိန်ဟာ2020အောက်တိုဘာလ20ရက်နေ့ကဖြစ်ပြီးတော့ United ကအိမ်ကွင်းမှာ2-0နဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ United ရဲ့နောက်ဆုံး5ပွဲဆက်ရလဒ်ကတော့3ပွဲနိုင်1ပွဲတည်1ပွဲရှုံးရလဒ်ထွက်ထားပြီးတော့နောက်ဆုံး3ပွဲဆက်အနိုင်ရရှိထားပါတယ်။စပါးတင်းရဲ့နောက်ဆုံး5ပွဲဆက်ရလဒ်ကတော့2ပွဲနိုင်2ပွဲတည်1ပွဲရှုံးရလဒ်ထွက်ထားပြီးနောက်ဆုံး4ပွဲဆက်မရှုံးထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ United ကတော့ Michael Carrick လက်ထက်မှာ3ပွဲကစား3ပွဲနိုင်ထားတယ်ဆိုတော့ဒီပွဲကိုစိတ်သက်ခွန်အားအိမ်ကွင်းအားတက်ချက်အကုန်ပေါင်းပြီးအနိုင်ရရှိအောင်ကြိုးစားလာမှာပဲဖြစ်ပါတယ်။စပါးအသင်းကလည်းပြီးခဲ့တဲ့ဘက်က Man City ကိုတည်ကစားထားတဲ့ကောင်းတာအတက်နဲ့ပဲအခွင့်အရေးတွေကိုအသုံးချဖို့ပြင်ဆင်လာမှာပဲဖြစ်ပါတယ်။အနိုင်နာကြပြီဖြစ်တဲ့စပါးကို United တို့ပြန်လည်အနိုင်ရရှိဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ Michael Carrick အနေနဲ့4ပွဲဆက်နိုင်ပွဲကိုအိမ်ကွင်းမှာထပ်မံရရှိနိုင်ပါဦးမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရအောင်ပါလည်းဖြစ်ပါတယ်။စပါးကပဲ United ကိုအသာရနေကြပုံစံအတိုင်းပဲဆက်လက်ပြီးအသာရသွားနိုင်အောင်မလားဆိုတာ comment မှာရေးသားပေးကြပါဦး။ကျွန်တော်ကတော့ United အိမ်ကွင်းမှာ2-1နဲ့အနိုင်ရရှိသွားလိမ့်မယ်လို့ခန့်မှန်းရင်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်။ဒီစီပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။